အခုတော့တရားတို့ကဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှာပဲနောက်ထပ်ကော်ဖီဆိုင်ဒီဇိုင်းဖြစ်တဲ့ Oasis Cafe ကိုသွားနေတာပေါ့နော်သူ့ဆိုင်လေးရဲ့အဓိကအားသာချက်ကသူကကွိုင်ငါးလေးတွေနဲ့ပေါ့နော်ကွိုင်ငါးလေးတွေနဲ့ကွိုင်ငါးလေးတွေရဲ့အလယ်မှာကွိုင်ပုံးဆိုတဲ့နေရာလေးတွေမှာထိုင်ပြီးတော့အစားတောက်လေးတွေမှာစားကြတာပေါ့နော်သူကအဲ့ငါးလေးတွေပေါ့ငါးလေးတွေကိုအစာကျွေးမယ်ငါးလေးတွေရဲ့အလယ်မှာထိုင်ပြီးတော့အစားတောက်တွေစားကြတယ်အဲ့ဒီဟာလေးကပို့ပြီးတော့သူ့ရဲ့အသက်ပေါ့နော်ဆိုင်ထဲကိုဝင်လိုက်ပြီဆိုတာနဲ့ဝန်ထမ်းလေးတယောက်ကဆင်းဆောင်နေပါတယ်အဲ့ဒါကဘာလဲဆိုတော့သူကထိုင်စရာနေရာပေါ့နော်ထိုင်စရာနေရာကိုငါးလေးတွေနဲ့ရေကန်ထဲမှာပေါ့နော်ကွိုင်ပုံးလေးတွေမှာထိုင်ချင်တယ်ဆိုလို့ရှိရင်သူကဆင်းရင်ပေးပြီးဆောင်ရတာပါဝိုင်းလေးလွတ်လို့ရှိရင်ကိုနာမည်ဆင်းပေးရတဲ့စီနီယာလိုက်ပေါ့နော်ဝိုင်းရပြီးထိုင်လို့ရတာပါကွိုင်ပုံးလေးတွေကလွဲလို့လေကျန်တာကအပေါ်တက်အောက်ထက်လွတ်တဲ့နေရာမှာကတော့ဆင်းပေးကြမလို့စိတ်ကြိုက်ထိုင်လို့ရပါတယ်ဒီလိုနဲ့တရားတို့ကအပေါ်တက်ကိုတက်ပြီးတော့တစ်ချက်လောက်ဆက်ဆူရပေါ့နော်လေ့လာကြည့်ရပေါ့ပေါ်တက်မှာလေအကျဲကြီးပဲဒီနေရာဆိုတရားလေးတစ်စင်းတစ်ဖွဲပေါ့နော်သူတို့အလားဆင်ထားတယ်မိဘုံလေးတွေရဲ့တစ်ပင်တွေရဲ့အလားပန်းတွေရဲ့ပေါ့နော်ပန်းအပင်ကတော့အတူရောအစစ်ကောပေါ့နော်အဲ့လိုမျိုးသူတို့အလားဆင်ထားတာပါသူကလေနေ့လေပဲဆိုရင်လေနေအောင်အလင်းအောင်မနှက်ခင်းဆိုရင်ဝင်နေသီလားညဘက်ကျတော့မီးနေလာဆင်လာတာပေါ့နော်အပေါ်တက်မှာလေဝိုင်းတော်တော်များများကလွတ်ပါတယ်နေရာလွတ်တွေအများကြီးရှိပါတယ်ပေါ်တက်မှာတော့လူနေစုပေါ့နော်လူနေစုနဲ့အေးအေးဆေးဆေးစကားပြောချင်တဲ့လူတွေဆိုလို့ရှင်တော့ပေါ်တက်မှာရွေးပြီးထိုင်ကြပါတယ်မဲတီတာကတော့လေအောက်ထက်ကပူလာတယ်လို့ခံစားရတယ်နောက်ထပ်ဒီလိုမျိုးလေးတော်ရင်းအိမ်လေးလိုမျိုးဝါသလားလေးတွေ့ရနဲ့အဲ့ဒီဘက်ကိုလည်းတစ်ချက်သွားကြည့်ကြည့်ရဲပေါ့နော်ဟင်းအမှန်တကယ်တော့နည်းနည်းတော့ကြောက်နေရပေါ့သူကအရန်မြင်တယ်လေအမြင်မှာဆိုတော့နည်းနည်းကြောက်နေတာပါရှင်ဒီဘက်မှာတော့လေသူကလူအများလာရင်ပေါ့နော်အများလာလို့ရှိရင်ဝိုင်းနေခွဲပြီးတော့ထိုင်စရာမလိုပဲနဲ့ကိုတငယ်ချင်းတွေပေါ့နော်များတဲ့အုပ်စုများတဲ့လူဆိုရင်ဒီတနေရာထဲမှာပဲအကုန်လုံးစုစုစည်းစည်းအကုန်လုံးထိုင်လို့ရမယ့်နေရာပေါ့အဲ့ပုံစံလေးလုပ်ပေးထားလို့တရားတို့ထင်ပါတယ်ဒါပေါ်တက်ကမြင်ရတဲ့မြင်ကွင်းပေါ့ရှင်အမလေးကွိုင်ပုံးလေးတွေမှာထိုင်နေကြတာအနေဝါသလားလေးကိုပဲအသွားပြန်ရှောက်ကြည့်ရပေါ့နော်ကျွန်တော်အပေါ်တက်လဲနှံ့အောင်ရှောက်ကြည့်ပြီးဆိုတော့အောက်ထပ်ကိုပြန်ဆင်းပါတယ်ကိုကအောက်ထက်ကဝိုင်းလေးတွေမှာထိုင်ချင်တာဆိုတော့လေဟုတ်တယ်ရောက်တော့လေကြောက်တုံးလေးတွေကလေလှုပ်စီများဖြစ်မလားဆိုပြီးတော့မဝတ်မရေဖြစ်နေတာပေါ့နော်ဒါပေမဲ့မလှုပ်ပါဘူးရှင်ထိုင်ပါတယ်အခုတီတာသွားနေတဲ့ရှောက်လန်းလေးပေါ့နော်အဲ့ဒီရှောက်လန်းလေးဘေးကအဲ့ရှောက်လန်းလေးဘေးနာကိုတီတာဝင်သွားတဲ့နေရာလေးပေါ့နော်ဟိုကြားခွက်လေးတွေနဲ့အဲ့ဒီအောက်ကိုဝင်သွားပြီးတော့ခေါင်းလေးငုံပြီးတော့အကုန်းလေးလိုမျိုးဝင်သွားရင်လေဒီကွိုင်ပုံးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီရေကန်လေးရဲ့ဘေးမှာပဲဝိုင်းနေရှိတယ်ပေါ့နော်စားဝိုင်းနေရှိတယ်အဲ့ဒီမှာတရားလဲဝင်သွားတာနဲ့ပထမတစ်ခုံပြီးတော့နောက်ဒုတိယခုံမှာလေနေရာလေးရသွားတယ်အဲ့နဲ့ထိုင်လိုက်ပါတယ်အဲ့ဒီဝိုင်းလေးကလေကွိုင်ပုံးလေးတွေနဲ့ဘေးချင်းကပ်ပဲပေါ့နော်ဒါပေမဲ့သူကတော့ဒီဘက်ရှောက်လန်းပေါ့နော်ဒါပေမဲ့ငါးလေးတွေလာပါတယ်ရေကန်ပြီးနားမှာပဲပေါ့နော်မာစားတဲ့တဲမှာသူပေါ့နော်ဒီကိုကိုနက်ကုန်မာတဲ့အချိန်မှာအုံးကြီးလေးပါတက်ခွက်ထည့်လာပြီးတယ်ဒီမှာလေခုနအလေလျှောက်လန်းတိုင်းတက်လျှောက်သွားရင်တော့ကွိုင်ပုံးဆိုတာဒီလိုနေရာလေးတွေကိုခေါ်တာပေါ့နော်သူကအဲ့လိုအဝိုင်းလေးတွေနဲ့ထိုင်ကြတာပေါ့နော်ကိုရီးယားတော့ဒီဘက်အစာအုပ်ပေါ့အပေါ်တက်ရဲ့အောက်ဘက်ပေါ့လို့ခုနတက်သွားတဲ့တက်သွားတဲ့လှေကားပေါ့အဲ့လှေကားကြီးရဲ့အောက်ကဝိုင်းနေမှာထိုင်လိုက်တာပါငါးလေးတွေလာပါတယ်ငါးစာကျွေးချင်လည်းရပါတယ်ရှင်
ဒီဟာတို့ကတော့ဒီ snack ပေါ့နော် snack မာလိုက်တယ်အဲ့ဒီအရွက်လေးကလေးစားလိုက်ရင်ကွန်းရတာလေးလို့ရတယ်တိလားသူတို့ကလေကွန်းရွက်အရသာလေးလိုပဲသူတို့တွေအများကြီးထည့်စားတယ်သူတို့စွပ်ပြုတ်တွေပေါ့နော်အဲ့လိုဖိုလို့ခေါ်လားဖာလို့ခေါ်လားအဲ့ဒီစွပ်ပြုတ်တွေမှာဆိုလဲအရင်ထည့်စားကြတယ်ပေါ့နော်ဒါကတော့ kimchi fried rice လေးမှာလိုက်တာပါတယောက်စာကိုအဲ့လိုမျိုးပေါ့နော်ဟင်းရည်လေးရယ် kimchi လေးရယ် kimchi ထမင်းကြော်လေးရယ်ပေါ့နော်ဆိုပြီးတော့သူကအဲ့လိုအိုးလေးနဲ့လာတာပါအရသာကတော့လေထင်သားတာထက်ကိုပေါ့နော်တာမန်ထက်နည်းနည်းလေးရတာပေါ့နော်အပိုင်းမှာတော့တိတ်ပြီးတော့အားမရအောင်လို့ခံစားရတယ်ဒါပေမဲ့သူ့ရဲ့ဒီပေါ့ appetizer လို့ snack ရယ်ပြီးတော့အဲ့လို dessert လေးတွေကတော့ကောင်းနေပေါ့နော်ဒီမှာလေအဲ့လိုမျိုးရှောက်လန်းလေးကနေရှောက်သွားရဲဆိုရင်ဘေးနားမှာပေါ့နော်ကွိုင်ပုံးလေးတွေမှာထိုင်နေကြတာလေမရွေးဖြစ်တာလည်းအမှန်တော့နိုင်ခွက်လောက်စောင့်ရတယ်ပေါ့နော်အိုင်ဝိုင်းလေးတွေဒါပေမဲ့တီးရကြတော့လေလူအများကလာရင်ဓာတ်ပုံရိုက်ချင်ကြတာဗီဒီယိုရိုက်ချင်ကြတာဆိုတော့လေတချို့ကြရင်အများကြီးရောက်ချလာတဲ့ခါကျရင်ဒီရှောက်လန်းမှာပဲရှောက်သွားကြတယ်ဓာတ်ပုံရိုက်ကြတယ်ဗီဒီယိုရိုက်ကြဆိုတော့လေကိုစားနေတဲ့ဝိုင်းကသူများလမ်းလျှောက်တဲ့ရှောက်လန်းတွေက level 2ဖြစ်နေတာပေါ့နော်အဲ့လို level 2ဖြစ်နေတော့လေအဲ့ဒါကိုတိတ်ပြီးတော့နည်းနည်းမကြိုက်ဘူးပေါ့နော်လူတွေလာရင်ရှုပ်ဖြစ်နေရောလေအဲ့နဲ့ဟိုဘက်ဘေးလေးမှာပဲထိုင်ပြသွားတာပါသူ့ဆိုင်လေးကလေအပေါ်တက်ကနေအောက်ကိုကြည့်ရတဲ့အောက်ထက်ကပိုလှတယ်နော်အောက်ထက်ကနေအပေါ်တက်ကိုကြည့်ရမြင်ကွင်းရလေပိုလှပါတယ်ဒီမှာပေါ့နော်ငါးလေးငါးစာလေးကျွေးလို့ရတယ်လို့ပေါ့နော်အမသူများဝိုင်းလွတ်သွားတယ်ဒါပေမဲ့တရားတော့ပြန်တော့မှာပါအဲ့လိုထိုင်ရတယ်ဆိုတာလေးပေါ့နော်ပြန်နေပါပြီးတော့ဒီဘက်ချမ်းလေးကငါးကလေတရားခုပြနေငါးတွေကလေကြီးတွေပဲငါးကြီးကအကြီးမို့လို့သဘောကြီးကြာနေတာငါးလေးတွေကလေအဲ့လိုပဲတခြားလုံးရှောက်ကူးနေကြတာပေါ့နော်အရန်စိတ်ချမ်းသာဖို့တော့ကောင်းတယ်ငါးလေးတွေရေးလေးနေရတော့လေဒါပေမဲ့အရသာပေါ့နော်အရသာပေါ့အစားတောက်အရသာကတော့ထင်သားတော့မဟုတ်ဘူးရှင်ဈေးကတော့နည်းနည်းလေးကြီးပါတယ် See you bye bye အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာတွေ့ကြမယ်